ပြန်ကြည့်လိုက်ဆန်ပြီးတော့ဒါကြီးတော့သူ့ရတယ် ဒူလုံးကကောင်းလိုက်တာကမိုက်နော်လူကလည်းဒီမင်းမင်းသိလားလား မဟုတ်ပါဘူးဆရာမဟုတ်ပါဘူးလူကလည်း ချမ်းလာကွာ ဟုတ်တယ်လားကြီး ကိုကားထိုက်လိုက်တာလား ဟုတ်တယ်ချမ်းလာရေအဲကွာချမ်းတာဟာအဲ့လောက်ကြီးလည်းမအေးတော့ပါဘူးကွာအဲကွာမာစောင်းအောင်ချုံလာတယ် ထိုင်လို့ရပြီထိုင် ဟိုမိတ်ကရေကစောင်းလေးခောက်လာလိုက်အောင်နော်ဒါစောင်းတော့ချုံဒါအေးရောလေ မိတ်ကစားတယ်ပါပါဟဲ့ကရောခေါ်လာဟဲ့လား ဟုတ်တယ်အရင် delivery ပို့နေတာလေအဲ့ဒါ အော်ဟုတ်တယ်ခုတည်းကိုကြီး အခုတော့ ချိတ်ဆက်ရပြီးတော့ ခေါ်ထားလိုက်တာ အဲ့လိုလေးတည်းလောက်ပေးပါစို့လို့ ဒါမိတ်ဆက်ပြအောင်မယ်နော်ဒါမင်းနောက်ယူလိုက်တယ်မင်းမလားဒါနောက်လိုက်တယ်ဘာဟုတ်နောက်ယူမှာဟုတ်တယ်လေဒါဟိုနိုင်ငံခြားမှာဒီကြီးပဲလုံးဝမိတ်ကပ်ပြင်တာပေါ့နော်ထိုင်းတို့အမေရိကတို့စင်ကာပူတို့အဲ့နိုင်ငံခြားကားတွေမှာပဲမိတ်ကပ်ပြင်တော့အဲ့တက်ခေါ်ထားလိုက်ပြီတွေ့တယ်ဟိုတခါလေးထိုင်းမှာမသားတယောက်ပြင်တယ်ဟုတ်တယ်မလားဟုတ်မသားပြရမှာ ဘာကြီးပြောနေတော့ ကားချင်းငါကောက်ကြီးอ่ะငါကောက်မိုက်လာကိုရှူတင်က86ဆိုင်ကူးလာတော့အကားနဲ့ညစ်ပတ်နေတာအဲ့လိုဆိုင်နေများတော့ကြိုးချိန်မိပါမလားမဟုတ်ကျွန်တော်ကိုချမ်းရတော့ပြောတာလေ86ဆိုင်ဘနာလိုပြည့်နေရုပ်ကဘနာလိုပြည့်နေရုပ်အဲ့တော့မှအလောက်ကများတော့96ဆိုင်ကို3မိနစ်တည်းအပြီးကူးလာ အော်သူ့ကောင်9ကောင်တောင်စိုးနေသေးတယ်ကိုလေးကောက်တည်ကြကျွန်တော်0ကစဖောက်စီတာပဲ0ကီလိုဟုတ်ကဲ့ပါအဲ့ဒါ ဟိုဒီအောက်မှာတားပူလေဆရာသူများနဲ့ရှင်းမိထားနေမှာအောက်တန်းကြတယ်ဆရာကောင်းပါအဲကုနဲ့နိုင်အောင်လား မရမဟုတ်လေဒီမှာပဲခုနချမ်းလို့ဆိုဖျားပြီးသေသွားအောင်မယ်မရတယ်ကျွန်တော်အဲ့အချမ်းတောင်ခံနိုင်တာပဲအဲ့အပူတောင်မခံနိုင်တာဟိုဒါနဲ့ကိုကလိုင်းကောက်မှန်ဒါပဲလေဟောတအားဆုတ်သွားနော်ဟောတင်းနေတယ်ဆိုအဲ့လောက်ကြီးဆုတ်မသွားဘူးလေကွာတော်ဆုတ်သွားတာတော်ဆုတ်သွားဟောကားလေးပဲဟောမင်းအစ်စ်နဲ့ရှင်ကြီးလိုက်တော့အဲ့လိုဖြစ်တာပါအများကြီးကြံခဲ့ပြီဒီကားဆိုဆရာဒီထိုင်ဒီမှာငါထိုးပြီးတော့မယ်အထဲမှာအဲကွန်းလေးနဲ့ အော်မမိတ်ကကိုတစ်ချက်လောက်ချိန်လိုက်တော့နော် ဘယ်ကိုချိန်သူလည်းမထက်ချိန်ဦးမှာမမိတ်ကကိုလဲခိုင်းတာပေါ့ ဆရာဟိုတနေ့မှာအော်စီရတော်ကြီးစီရမှားတာလေဆရာဒီကအော်စီတော်ကြီးဟဲ့ငါအဲ့ဒါနင်တို့သိတယ်မလားအဲ့ဒါဟိုလေဘာလဲဇောင်းကစားတော့လက်ပဲကျယ်ကြီးအော်လက်ပဲကိုသူဇောင်းကလက်ပဲပြောလဲမပြောတယ်မလားအဲ့ဒီဘူးကိုမသိလို့ကအသက်ထဲလာတာတက်လာအဲ့ဒါဝင်နေရောက်ဝင်လာ